တစ်ချိန်ကအရှိတောင်အာရှရဲ့ကမ္ဘာကျော်ရွှေမြို့တော်ကြီးဖြစ်ခဲ့ပြီးရွှေနန်းဆောင်တွေဟာနေရောင်အောက်မှာဝင်းဝင်းတောက်နေခဲ့တဲ့အရက်ဥရောပခရီးသွားတွေရတော့ဒီမြို့ဟာကမ္ဘာအချမ်းသာဆုံးမြို့တော်ပဲလို့တန်တော်မှတ်တမ်းတင်ခဲ့ရတဲ့နေရာဒါပေမဲ့ဒီလိုခမ်းနားမှုတွေရဲ့နောက်ွယ်မှာသွေးချောင်းစီးခဲ့ရတဲ့စစ်ပွဲတွေပြာပုံဘဝရောက်ခဲ့ရတဲ့ကြေကွဲစရာညတွေနဲ့အကြိမ်ကြိမ်ပြိုလဲပေမဲ့အကြိမ်ကြိမ်ပြန်ထခဲ့တဲ့ကြောက်စာတိုင်းတွေရှိနေပါတယ်ဒါဟာရိုးရိုးမြို့တစ်မြို့ရဲ့သမိုင်းကြောင်းမဟုတ်ပါဘူးနှစ်ပေါင်း1500ကျော်သမိုင်းအနှိမ့်မြင့်တွေကြားမှာဟင်းသာဖိုမှနားနေရာကနေစတင်ခဲ့တဲ့ဟန်တာဝတီပဲခူးရဲ့ရင်ခုန်စိတ်လှုပ်ရှားပွဲခရီးစဉ်ပဲဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ရဲ့မောင်ချန် YouTube Channel နဲ့အတူတူပဲခူးရဲ့အတိတ်ဟောင်းစီကိုခရီးသွားကြည့်ရအောင်ပါပဲခူးမြို့ရဲ့သမိုင်းကိုမပြောခင်ကျွန်တော်တို့နောက်ကျောင်းပြန်ကြည့်ရင်ဒန္နာကြီးဆန်းဆန်းအစပြုမှုကိုတွေ့ရပါလိမ့်မယ်မြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကသူ့အနာဘူမိကိုကြွချီလိုက်ရင်အခုပဲခူးဖြစ်လာမဲ့နေရာကပင်လယ်ရေပြင်ထဲမှာပေါ်ထွက်နေတဲ့တဲတောင်ကုန်းလေးတစ်ခုပေါ်မှာဟင်းသာပုံမှန်နှစ်ကောင်နားနေတာကိုမြင်တွေ့ခဲ့ရပါတယ်ထူးခြားတာကနားစရာနေရာမလောက်လို့ဟင်းသာမာလေးကဟင်းသာပိုရဲ့ကြောပေါ်မှာထပ်နားနေရတာပါဒါကိုမြင်တော့ဖះရှင်ကငါဘုရားပြိဋိဘံဆံပြီးနောက်နှစ်ပေါင်း1112ခုနှစ်မှာဒီနေရာဟာဟန်တာဝတီဆိုတဲ့မင်းမြပြည်တော်ကြီးဖြစ်လာလိမ့်မယ်လို့ညာလိတော်ပြီးခဲ့ပါတယ်ဒါပဲခူးရဲ့အစာဦးနမိတ်ပါပဲတကယ်တမ်းသမိုင်းမှတ်တမ်းတွေအရတထုံပြည်ကလာတဲ့တမလမင်းနဲ့ဝိမလမင်းညီနောင်နှစ်ပါးက AD 983သာသနာနှစ်1116ခုနှစ်မှာပဲခူးမြို့ကိုစတင်တည်ထောင်ခဲ့ပါတယ်တထုံပြည်မှာလမ်းလျာမရလို့ထွက်လာခဲ့ကြပြီးတရားရှင်ဗျာဒိတ်ပြေးခဲ့တဲ့ဟင်းသာပုံမှ900ရက်ကိုရှာဖွေတည်ထောင်ခဲ့ကြတာပါဒါဟာပထမဦးဆုံးပဲခူးမြို့တည်ခြင်းပဲဖြစ်ပါတယ်တမလမင်းကနေစတင်ခဲ့တဲ့မိုးမင်းဆက်18ဆက်ဟာနှစ်ပေါင်း900နီးပါးပဲခူးကိုအုပ်စိုးခဲ့ပါတယ်ဒါပေမဲ့1058ခုနှစ်မှာဗကံပြည့်ရှင်အနွယ်ထံမင်းစောကတထုံကိုတိုက်ခိုက်သိမ်းပိုက်ချိန်မှာပဲပဲခူးဟာလည်းဗကံအောက်ကိုရောက်ရှိသွားခဲ့ပါတယ်ဒီအချိန်ကစပြီးနှစ်ပေါင်း200ကျော်ကြာပဲခူးဟာမြို့တော်ဖြစ်ကနေပျောက်ကွယ်သွားပြီးဗကံရဲ့လက်အောက်ခံမြို့လေးဖြစ်တာတည်ရှိခဲ့ရတာဟာပထမဆုံးသောကြာရှုံးမှုလို့ဆိုနိုင်ပါတယ်ဗကံခေတ်ပြတ်သုံးပြီးတဲ့နောက်မှာတော့ဝါရီဦးမင်းကမုဒ္ဓမမှာမွန်နိုင်ငံကိုပြန်လည်ထူထောင်ခဲ့ပါတယ်နောက်ပိုင်းမှာဗညာဦးမင်းက1369ခုနှစ်မှာဗုဒ္ဓမာကနေပဲခူးကိုမြို့တော်ဖြစ်ပြန်လည်ရွှေ့ပြောင်းစိုက်ထူခဲ့ပါတယ်ဒီကာလမှာကျွန်တော်တို့အထူးပြောရမယ့်မင်းတွေကတော့ရာဇတိပြည့်မင်းအင်းဝဟန်သာဝတီအနှစ်40စစ်ကိုဆင်နွှဲခဲ့တဲ့စစ်ဘီရင်ကြီးပဲဖြစ်ပါတယ်ပဲခူးကိုအင်အားတောက်နေအောင်တိဆောက်ခဲ့တဲ့မင်းလည်းဖြစ်ပါတယ်ရှင်စောဘူးမြမသမိုင်းမှာထူးခြားတဲ့အမျိုးသမီးဘီရင်မကြီးပါပဲခူးမြို့ကိုငြိမ်းချမ်းစေခဲ့ပြီးရွှေတကုံစရီတော်ကိုရွှေတင်ငန်းကတ်လူပူဇော်ခဲ့တဲ့ဘီရင်မကြီးတစ်ပါးပဲဖြစ်ပါတယ်ဓမ္မစရီမင်းပဲခူးရဲ့အထွန်းတောက်ဆုံးအချိန်မှာစာပေဘာသာရေးနဲ့ဂုဏ်သေးရေးအမြင့်ဆုံးကိုရောက်ခဲ့ပါတယ်ကလျာဏီသိန်းတော်ကြီးနဲ့ရွှေတန်လျောင်းဖျားကြီးတွေဟာဒီခေတ်ရဲ့ပြည့်ရုပ်တွေပဲဖြစ်ပါတယ်AD 1539မှာတပင်ရွှေသီးကပဲခူးကိုသိမ်းပိုက်ခဲ့ပြီးနောက်မှာတော့ဘီရင်တော်ကျော်တင်အနော်ရထားလက်ထက်မှာပဲပဲခူးဟာအရှေ့တောင်အာရှမှာအကြီးကျယ်ဆုံးသောအင်ပါယာကြီးရဲ့မြို့တော်ဖြစ်လာခဲ့ပါတယ်1566ခုနှစ်မှာတော့ဘီရင်တော်မေရီယာကြီးကကမ္ဘောဇတာရီနန်းတော်ကြီးကိုတည်ဆောက်ခဲ့ပါတယ်အဲ့ဒီခေတ်ကပဲခူးကိုရောက်လာတဲ့ဥရောပခရီးသွားတွေကပဲခူးဟာကမ္ဘာပေါ်မှာအလှပဆုံးနဲ့အစီကားဆုံးမြို့တော်ကြီးလို့မှတ်တမ်းတင်ခဲ့ရတဲ့အထိအောင်မြင်မှုအထွတ်အထိပ်ရောက်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲပဲခူးရဲ့အထင်ကြီးရတဲ့ရှေးကြဆုံးနေရာ၅ခုကိုလည်းဖော်ပြပေးလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကာလမှာဒီလောက်ကြီးမားတဲ့ရုပ်ပွားတော်ကြီးတွေကိုဘယ်လိုတိဆောက်ခဲ့တယ်ဆိုတာလည်းသိကျင်မိပါတယ်ဗျာ။ရွှေမော်တော်စီရီတော်ကြီးရဆိုရင်ပဲခူးရဲ့ပြရုပ်ဖြစ်ပြီးမြန်မာပြည်မှာအမြင့်ဆုံးစီရီတော်ကြီးဖြစ်ပါတယ်။ဒီထောင်သူကတော့မဟာတက္ကသိုလ်82ခုနှစ်မှာမွန်ညီနောင်နှစ်ပါးဖြစ်တဲ့တပတ္တနဲ့ပလိကဂုံတယ်ညီနောင်တို့ကမြတ်စွာဘုရားရဲ့စံတော်နှစ်ဆူကိုပြင်ဆောင်ပြီးစတင်တည်ခဲ့တာပါစတင်တည်ခြင်းကညံတော်85ပေသာရှိပေမဲ့ခေတ်အဆက်ဆက်မင်းတွေကအထူးသဖြင့်ရှင်စောဘူးဓမ္မစီရီမင်းဘရင်တော်စတဲ့မင်းတွေထပ်မံပြုပြင်ခဲ့ကြလို့အခုဆိုရင်385ပေ114မီတာထိမြင့်မာနေပြီပဲဖြစ်ပါတယ်ရွှေတာလျောင်းဗုဒ္ဓရေပွားတော်ကြီးပဲဖြစ်ပါတယ်ဒီထောင်သူကတော့မွန်မင်းမဂါဒီပဖြစ်ပါတယ်။ AD 994ခုနှစ်မြန်မာတက္ကသိုလ်356ခုနှစ်မှာတည်ခဲ့တာပဲဖြစ်ပါတယ်။ပဲခူးမြို့ပျက်စီးသွားပြီးချိန်မှာဒီဘုရားကြီးဟာတော်ဖုံပြီးပျောက်ကွယ်နေခဲ့ရာကနေ1882ခုနှစ်ဗြိတိရှခေတ်ယထာလမ်းဖောက်ဖို့မြေတိုင်းရင်းမှပြန်လည်တွေ့ရှိခဲ့ရတာပါ။ဥရောပသားတွေကအံ့ဩခဲ့ရတဲ့ရှေးဟောင်းလက်ရာကြီးပဲဖြစ်ပါတယ်။ကမ္ဘောဇတာရီနန်းတော်ကြီးဟာဆိုရင်တော့ဒုတိယမြန်မာနိုင်ငံတော်ရဲ့အရှိန်အဝါကိုပြသနေတဲ့နေရာပဲဖြစ်ပါတယ်။ AD 1566ခုနှစ်မှာ
ဘီယန်အောင်မင်းတရားကြီးကတည်ထောင်ခဲ့တာဖြစ်ပါတယ်။လမ်းဆောင်ပေါင်း86ဆောင်ရှိခဲ့ပြီးနာနကား20ကိုလက်အောက်ကဗလေသတစ်မင်းတွေရဲ့မြို့မြည်တွေပေးထားခဲ့ပါတယ်။1599ခုနှစ်မှာမိဆောင်ပျက်စီးခဲ့ပေမဲ့1990ပြည့်နှစ်လွန်နေမှာတော့မူလပုံစံအတိုင်းပြန်လည်တူးဖော်တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ကလျာဏီဒိန်တော်ကြီးရဆိုရင်တော့သာသနာရေးဆိုင်ရာအထွတ်အမြတ်နေရာပဲဖြစ်ပါတယ်။AD 1486ခုနှစ်မှာဓမ္မစရီမင်းကတည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ဒီဟိုတိရိလင်္ကာကပြန်လာတဲ့ယဟန်တော်တွေအတွက်သာသနာတန့်စင်မှုရည်ရွယ်တည်ဆောက်ခဲ့တာပါ။ဒီနေရာမှာရှိတဲ့ကလျာဏီကျောက်စာတန်ကြီးတွေဟာမြမသာသနာဝင်သမိုင်းအတွက်အရေးကြီးဆုံးမှတ်တမ်းတွေပဲဖြစ်ပါတယ်။ကြိုက်ပုံဖျားကဆိုရင်တော့ကျောချင်းကထိုင်တော်မူရုပ်ဝါတော်ကြီးလေးစုဖြစ်ပြီးဓမ္မစရီမင်းက AD 1486ခုနှစ်မှာတည်ခဲ့တာပဲဖြစ်ပါတယ်။အရက်၄မျက်နှာကိုမျက်နှာပူလာတဲ့ညံတော်ပေ90ရှိတဲ့ရုပ်ဝါတော်ကြီးဖြစ်ပါတယ်။ဒဏ္ဍာရီရတည်ထားတဲ့မွန်ညမ၄ယောက်လေးပေါ်တဲ့ကတယောက်အိမ်တော်ပြုရင်ရုပ်ပွားတော်တစုပြိုကြမယ်လို့ဆိုကြပါတယ်။တိုက်ဆိုင်စွာပဲ1918ခုနှစ်ငလျင်မှာတစုပြိုကြခဲ့ပူပါတယ်။၎င်းရုပ်ပွားတော်များသမိုင်းအမွေအနှစ်များကိုကြည့်ခြင်းဖြင့်ဘိုးမျိုးရဲ့ရှေးဟောင်းလက်ရာတွေဟာမြင်ရသူစက်သိန်းထလောက်အောင်မြင်ခဲ့တာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့အောင်မြင်မှုနောက်မှာဝမ်းနည်းစရာတွေကပ်ပါလာပါတယ်။မင်းအောင်နောက်ပိုင်းနန္ဒဘုရင်လက်ထက်မှာနိုင်ငံတော်ကြီးပြိုကွဲလာပြီး1599ခုနှစ်မှာတောင်ငူမင်းရဲ့ရခိုင်တပ်ပေါင်းစုတွေနဲ့တိုက်ခိုက်မှုကြောင့်ပဲခူးမြို့တော်ကြီးမီးဟုံးဟုံးတောက်ပြီးပျက်စီးခဲ့ရပါတယ်။ဒါဟာပဲခူးအတွက်အကြီးမားဆုံးသောသမိုင်းတိုင်ရလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့1940မှာမိုးတို့ကဟန်နာဝတီရောက်မင်းလက်ထက်မှာချစ်တပ်ပြန်လည်ထူထောင်နိုင်ခဲ့ပေမဲ့1958ခုနှစ်မှာလောင်းမင်းတရားကြီးကပဲခူးကိုနောက်ဆုံးအကြိမ်တိမ့်ပိုက်ဖျက်ဆီးခဲ့ပြီးနောက်တော့ပဲခူးရဲ့မြို့တော်ခင်ဟာလုံးဝညီကုန်းချုပ်သွားခဲ့ရပါတယ်။ဒီနေ့ခေတ်ပဲခူးကိုကြည့်ရင်အတိတ်ကနန်းတော်ရဟောင်းနေရွှေမော်တော်စီရီတော်မြတ်ကြီးရဲ့ရှေးဟောင်းမွေနှစ်ပြီးကပဲခူးရဲ့ခန်းစားချက်ပေါင်းစုံကိုသက်သေပြနေပါတယ်။စစ်ပွဲတွေမိလောင်မှုတွေငလျင်တန်းတွေကိုအကြိမ်ကြိမ်ခံခဲ့ရပေမဲ့ပဲခူးဟာပျောက်ကွယ်မသွားပဲမြမသမိုင်းရဲ့အရေးပါတဲ့အစိပ်ပိုင်းဖြစ်ဒီနေ့အထိတည်ရှိနေတဲ့ဖြစ်ပါတယ်လို့ပြောရင်ဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံးဖြတ်ရင်လာမလို့ channel လေးကို subscribe လုပ်ပေးကြပါဦးဗျာ။